ရင်ဆုံးကျွန်တော်တို့တက်တောင့်တက်တာလေးထိုင်လိုက်မယ်ဖြောင်းဖြောင်းမတ်မတ်လေးပြီးရင်ဂီတာကိုညာဘက်ပေါင်ပေါ်တစ်ခွက်လေးထဲမှာတင်ထားလိုက်မယ်ဒီလိုလေးတင်ပြီးရင်ဂီတာ fret ကိုရှေ့လေးကိုနည်းနည်းဆောင်းထားမယ်ခဏကိုနဲ့30 40ဒီလိုလောက်ပြီးရင်ဂီတာခေါင်းလေးကိုဒီ hat ကိုအနည်းငယ်မော့ထားမယ်လက်မ fret တဲ့ထက်ဝက်နေရာလောက်မှရှိမယ်လက်မနဲ့ဒီရှေ့လက်ချောင်းနဲ့မြင့်ပြိုင်နေထားလေးမှရှိမယ်ဒီလက်မရဲ့ပေါ်ကိုအများကြီးတက်မလာနဲ့ဒီလိုကြီးမလုံးနဲ့ဒီလိုမကိုင်နဲ့လက်ကဒီလိုရှိမယ်နော်ဒီမှာ fret နဲ့မထိဘူးပေါ့နော်ဒါမျိုး arch ပုံစံလေးရှိမယ်ကော့ကိုင်တဲ့အခါမှာလဲ press and up လုံလောက်ရုံလေးပဲဖိတယ်အားကြီးနဲ့မဖိဘူးနော်ပစ်ကင်တဲ့ပုံစံ2မျိုးရှိတယ်ပထမနေ့ကကျတော့ကွေးထားတဲ့လက်ညှိုးရဲ့ထိတ်ချွန်အတိုင်းပစ်ကလေးကိုတင်လိုက်ပါလက်မနဲ့ခပ်ဖောက်ဝထိန်လိုက်ပါနောက်တစ်နေ့ကကျတော့လက်ညှိုးအတိုင်းပစ်ကိုတင်လိုက်ပါလက်မနဲ့ခပ်ဖောက်ဝထိန်လိုက်ပါအဲ့ဒီနှစ်နည်းတည်းကကြိုက်တဲ့နည်းနဲ့ကင်လို့ရပါတယ်ဒီပုံစံတွေတော့မကင်ပါနဲ့ rhythm guitar တီးတဲ့အခါပစ်ကိုခက်ရှည်ရှည်ထုတ်ထားရပါတယ်တဝက်နီးပါပေါ့နော်ပစ်ကိုတအားကြီးလည်းမဖိထားပါဘူးနော်ခပ်ဖောက်ပါလေးထိန်းထားရုံမှာအခုမှစတီးတဲ့လူတွေကတော့ပစ်တွေလဲထွက်မယ်လွတ်ကြမယ်ပြန်ကောက်ပြီးတီးလိုက်ပါ2ရက်3ရက်ကြာရင်အဆင်ပြေလာမယ်အသားကျလာပါလိမ့်မယ်ညာလက်အတွက်အကောင်းဆုံးဥပမာတော့ pendulum clock အရင်ခေတ်ကခေတ်စားခဲ့တဲ့တိုင်ကက်နာရီတွေကချိန်တီးလို့စပွဲတင် Newton credit လို့ချိန်တီးတစ်ခုလိုလက်ကိုလွှဲတီးပါမယ်လက်ချောင်းတစ်ချောင်းလုံးကိုစနစ်တကျလွှဲတက်ပြီးဆိုရင်နောက်ပိုင်းမှာလက်ကောက်ဝစ်ကိုတွဲသုံးမယ်ဒါပေမဲ့အရင်ဆုံးကတော့နိုင်လက်တန်ချိန်တီးလို့လက်ကိုလွှဲနိုင်အောင်အရင်လေ့ကျင့်ရမယ်နော်ရက်တောင်ခတ်တယ်လို့မတီးပါဘူးเนาะဒီလိုရက်တောင်ဒီလိုခတ်တယ်အဲ့လိုမတီးဘူး no robot စက်ရုပ်ကြီးလို့မတီးပါဘူး no hammer strike တူရိုက်တယ်လို့တန်ရိုက်တယ်လို့မတီးပါဘူးchord diagram မှာ downlight vertical diagram နဲ့အလျားလိုက် horizontal diagram ဆိုပြီးပုံစံ2မျိုးရှိပါတယ် chord တွေကို downlight ပုံစံ vertical diagram နဲ့ရေးလိရှိပါတယ် downlight နည်းတွေကဂီတာကျိုးတွေကိုဖော်ပြတာပါ1ကျိုး2ကျိုး3ကျိုး4ကျိုး5ကျိုး6ကျိုးအကွက်တွေကတော့ guitar fret guitar လက်တံပေါ်ကအကွက်တွေကိုဖော်ပြတာပါ fret 1 fret 2 fret 3 fret 4ကော့ကင်မဲ့ဘယ်လက်မှာလဲလက်ချောင်းတွေကိုနံပါတ်တွေနဲ့တွဲပြီးမှတ်သားရပါတယ်လက်ညှိုးနံပါတ်1လက်ကလေးနံပါတ်2လက်တကြွယ်နံပါတ်3လက်သံနံပါတ်4ဥပမာ G chord diagram မှာဆိုရင်6ကျိုး fret 3မှာလက်ချောင်းနံပါတ်3လက်တကြွယ်5ကျိုး fret 2မှာလက်ချောင်းနံပါတ်2လက်ကလေး1ကျိုး fret 3မှာလက်ချောင်းနံပါတ်4လက်သံ guitar fret အပြင်ဘက်ကစဝိုင်းပုံလေးတွေကတော့ open string လွှတ်ကြိုးသံတွေပါ G chord diagram 3ကျိုး fret 2မှာလက်ချောင်းနံပါတ်1လက်ညှိုး2ကျိုး fret 3မှာလက်ချောင်းနံပါတ်3လက်တကြွယ်1ကျိုး fret 2မှာလက်ချောင်းနံပါတ်2လက်ကလေးဒါတွေကလွှတ်ကြိုးသံတွေပါ6ကျိုး e note ဟာဒီကော့သံမှာမပါဝင်တဲ့အတွက်အသံထွက်လို့မရပါဘူးဒါကြောင့်
X ပုံစံလေးနဲ့ပြထားတာပါဒီလို X ပုံစံပြထားတဲ့ကြိုးကို deck string လို့လည်းခေါ်ပါတယ်မတီးရအတန်မထွက်ရပါဘူး F chord diagram 9ကြိုး fret 3မှာလက်ချောင်းနံပါတ်3လက်တကြွယ်4ကြိုး fret 3မှာလက်ချောင်းနံပါတ်4လက်တန်း3ကြိုး fret 2မှာလက်ချောင်းနံပါတ်2လက်ခလဲ fret 1မှာလက်ချောင်းနံပါတ်1လက်ညှိုးဖြင့်6ကြိုးစလုံးဖိထားရပါမယ်ဒီလိုလက်ညှိုးကိုကာပိုလုပ်ပြီးကန်ရတဲ့ chord တွေကို bar chord လို့ခေါ်ပါတယ်pivot finger ဆိုတာ chord နှစ်ခုမှာပါဝင်တဲ့ဘုံလက်ချောင်းတွေကိုပြောတာပါဥပမာ C chord နဲ့ A minor chord မှာဆိုရင်လက်ညှိုးနဲ့လက်ကလေးဟာ pivot finger ဘုံလက်ချောင်းတွေဖြစ်ပါတယ်အဲ့ဒီလက်နှစ်ချောင်းကိုမလွတ်ဘဲလက်တကြွယ်တစ်ချောင်းနဲ့ရွှေ့ပြောင်းခြင်းဖြင့် chord ကူးပြောင်းတွေကိုပို့ပြီးတော့မြန်ဆန်စေပါတယ်guide finger ကတော့ chord ပြောင်းတဲ့အခါနောက် chord တစ်ခုကိုဥဆောင်လမ်းညွှန်ပေးတဲ့လက်ချောင်းမှာသူကတခြားလက်ချောင်းတွေကိုအထောက်ပံ့ပေးပြီးလက်ချောင်းနေရာလွှဲခြင်းမှာကာဝယ်ပေးပါတယ်ဥပမာ D major chord နဲ့ E major chord မှာဆိုရင်လက်ညှိုးက guide finger ဖြစ်ပါတယ်အဲ့ဒီ guide finger ကိုကျိုးပေါ်ကမကြွပဲ short တိုက်ရွှေ့ပြောင်းခြင်းဖြင့် D chord နဲ့ E chord ကိုပြင်မြန်စွာရွှေ့ပြောင်းနိုင်မှာဖြစ်ပါတယ် D major chord ကိုင်မယ် E major chord ကိုပြောင်းတဲ့အခါလက်ညှိုးကိုမလွတ်ဘဲနဲ့ခြံထားပါတယ်ပြီးမှဟိုဘက်ကို short တိုက်ရွှေ့ပေးလိုက်တယ်ရွှေ့ပေးပြီးတော့ E chord ကိုကိုင်လိုက်တချို့ chord ကူးပြောင်းနေမှာပုံစံတူရွှေ့ပြောင်းနိုင်တဲ့လက်ချောင်းတွဲတွေကိုအတူတူကရွှေ့ပြောင်းခြင်းဖြင့်ပုံမှန်မြန်ဆန်ပြီးတိကျစေပါတယ်ဥပမာ C F G G C D အဲ့ဒီ chord တွေမှာဆိုရင်လက်ကလေးနဲ့လက်တကြွယ်လက်ချောင်းတွေကိုအတူတူကရွှေ့ပြောင်းခြင်းဖြင့် chord ကူးပြောင်းနေပို့ပြီးတော့မြန်ဆန်စေပါတယ်ဥပမာ C F G မှာဆိုရင်ဒီလက်ချောင်းလို့ရှိမယ်ကောက်ကိုင်လိုက်မယ် GCD လက်ချောင်းတွဲကောက်အဖြစ်ကိုင်လိုက်မယ်pivot finger ကကြောက်စု guide finger ကလမ်းပြ finger pair ကစုံတွဲ pivot finger ဘုံလက်ချောင်းကိုမလွတ်ပဲမရွှေ့ပဲထားခြင်းဖြင့်ပို့ပြီးတော့မြန်ဆန်စေပါတယ် guide finger လမ်းပြလက်ချောင်းကို short တိုက်ရွှေ့လျားခြင်းဖြင့်လက်ချောင်းတွေကိုနေရာယူမှန်ပြီးတော့ပို့မှုမြန်ဆန်စေပါတယ်finger press အတွဲလိုက်အတူတူကရွှေ့ပြောင်းခြင်းဖြင့်ပို့ပြီးတော့မြန်ဆန်လွယ်ကူစေပါတယ်ဒီနည်းလမ်းသုံးခုကခင်ဗျားတို့ရဲ့ကော့ကူပြောင်းတွေကိုပို့ပြီးတော့မြန်ဆန်ချောမွေ့စေပါလိမ့်မယ်